ဂီတလောကမှာမူပိုင်ခွင့်နဲ့ပတ်သက်ပြီးစီကံတွေပုံမတင်ကျလာပါတယ်။တခြင်းတွေကိုခွင့်ပြုချက်မရှိဘဲအသုံးပြုရင်ဥပဒေအရအရေးယူခံရနိုင်တယ်လို့မြန်မာနိုင်ငံဂီတစီရင်ပေါ်ကသတိပေးချက်တွေထုတ်ပြန်လိုက်ပါတယ်။ဧပြီလ23ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အဆိုပါကြေညာချက်အရပြင်ပဖြော်ပြပွဲတွေဖြစ်တဲ့ဇက်တပင်ပြသတွေမကပဲ online ပေါ်က cover song တွေ DJ remix တွေနဲ့ကြော်ညာသချင်းတွေပါမိုဘိုင်းရှင်ရဲ့ခွင့်ပြုချက်တွေကိုမဖြစ်မနေရိုက်ယူတော့မှာဖြစ်ပါတယ်။အထူးသဖြင့်ယခုနောက်ပိုင်းခေတ်စားလာတဲ့ AI နည်းပညာကိုအသုံးပြုပြီးဒေသရှင်တွေရဲ့အတန်ကိုခွင့်ပြုချက်မရှိပဲပြောင်းလဲအသုံးပြုတာတွေကိုလည်းလုံးဝခွင့်မပြုဘူးလို့ဖော်ပြထားပါတယ်။လက်ရှိမှာတော့ဇက်တပင်တွေမှာအသုံးပြုမဲ့သချင်းတွေဟာမိုဘိုင်းရှင်တွေရဲ့ခွင့်ပြုချက်ရမရဆိုတာကိုသက်ဆိုင်ရာနယ်မြေလိုက်ဂီတအစည်းအရုံးတွေကအနည်းငယ်အစည်းအဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်အမှုပညာရှင်တွေနဲ့ content creator တွေအနေနဲ့မူပိုင်ခွင့်ဥပဒေနဲ့ညှိစွန်းမှုမရှိအောင်တတိပြုကြဖို့လိုအပ်နေပါတယ်